တဲ့အခါပိုပြီးရိုင်းဆိုင်လာတတ်တယ်။ကြားတယောက်ကမင်းကိုမလိုချင်တော့တဲ့အခါပိုပြီးရိုင်းဆိုင်လာတတ်တယ်။ဒါပေမဲ့အမျိုးသမီးတယောက်ကမင်းကိုစိတ်ကုံတော်တဲ့အခါမှာတော့ပိုပြီးငြိမ်သက်သွားတတ်တယ်။စိတ်ဓာတ်မခိုင်မာတဲ့ယောက်ျားတွေကအလိုလိုနေရင်ထွက်မသွားဘူး။မင်းဘက်ကစိတ်ဖြက်ပြီးလမ်းခွဲစကားပြောလာအောင်ထိမင်းပေါ်လေးစားမှုမရှိတဲ့လုပ်ရက်တွေတမင်လူပြလိမ့်မယ်။မင်းကိုတမင်ရန်စာမယ်စိတ်တူအောင်စို့မယ်။အဲ့ဒီခါမင်းကတီးမခံနိုင်လို့ပောက်ကွဲလိုက်ပြီဆိုရင်သူကအဖြစ်မရှိတဲ့လူလိုဟန်ဆောင်ပြီးမင်းကိုပဲယူနေတာလို့အဖြစ်ပုံချတော့တာပဲ။သူကဇလန်းကိုပြောင်းပြန်လှန်ခြင်းတာပြဿနာအလုံးကမင်းကြောင့်ဖြစ်ရတာလို့ပုံဖော်ပြီးသူကိုယ်တိုင်မှာအပြစ်မရှိသလိုလက်ပြတန်းခြင်းလို့ပဲဒါပေမဲ့အမျိုးသမီးတယောက်တည်ငြိမ်သွားပြီဆိုရင်တော့သူကလက်တွေ့ဘဝကိုလက်ခံလိုက်ပြီဆိုတာမှတ်ထားလိုက်ပါသူ့မှာပေးစရာအခွင့်အရေးတွေမကြံတော့ဘူးအရင်ကသူအော်ဟစ်ဆူညံပြီးရန်ဖြစ်ခဲ့တာဟာဒီအချစ်ရေးကိုဆက်ထိန်ထားခြင်းလို့ပဲအခုသူမတိတ်ဆိတ်သွားတာကတော့ငါစကားကိုမင်းနားလဲအောင်ထပ်ပြီးအားဆိုင်မနေတော့ဘူးလို့ဆုံးဖြတ်လိုက်တာပဲသူမကတခြားယောက်ျားတယောက်ရှိနေလို့မင်းကိုထားခဲ့တာမဟုတ်ဘူးသူမရဲ့စိတ်အေးချမ်းမှုနဲ့ကိုတန်ဖိုးထားမှုအတွက်ထွက်သွားတာအမျိုးသမီးတယောက်ကမင်းထက်သူမရဲ့စိတ်အေးချမ်းမှုကိုရွေးချယ်လိုက်ပြီဆိုရင်တခုတော့သိထားပါမင်းသူမကိုဆုံးရှုံးလိုက်ရတာသူအိမ်ပေါ်ကဆင်းသွားတဲ့နေ့မှမဟုတ်ဘူးသူမမင်းနဲ့ရံမဖြစ်တော့ပဲနှုတ်ဆိတ်သွားကြတဲ့ကမင်းသူမကိုဆုံးရှုံးခဲ့တာကြာပါပြီသူမထွက်သွားတာဟာမင်းကိုအပြစ်ပေးဖို့မဟုတ်ဘူးမင်းပေးခဲ့တဲ့ဒဏ်ရာတွေကိုကုစားဖို့အတွက်ပဲမှတ်ထားဒါဟာဘယ်တော့မှနှစ်ခါမပြန်ပွင့်တော့မယ်တစ်ချက်ပဲ